ဒီနေ့တော့ကျမရဲ့အိမ်သားကတောင်းဆိုထားတဲ့ကျမရင်းနဲ့ညီညွတ်ပြီးတော့စီနင်းနဲ့ပဲပါတယ်ငါးတောက်ဆန်မုံလာဥချင်းဟင်းလေးကိုကျမချက်စားဖြစ်ပါတယ်ရှင်ဘယ်လိုချက်လဲဆိုတော့တစ်ချက်လောက်လိုက်ကြည့်လိုက်ပါနော်တိန်လုံးကအရန်တောင်းဆိုနေတဲ့တစ်ခွက်ထဲနဲ့စီပြန်ဟင်းမပါဘဲနဲ့အစင်ပြေဝါးနိုင်တဲ့ငါးပေါ့နော်ငါးမုံလာဥချင်းလေးချက်ပြီးမယ်လို့နော်အခုကမုံလာဥရဲ့ခင်းညင်သေးရဲ့ကျက်သွန်ဖြူလေးချင်းနဲ့ရောင်တင်မုံလေးရဲ့ကိုထောင်းပြီးတော့အားလုံးကိုရောမှုလိုက်မယ်ပေါ့နော်ဒီထဲမှာငါပိစိမ်းသားလေးပါတယ်ပြင်စီနည်းနည်းလေးထည့်မယ်ပြီးရင်ငါးထည့်ပြီးတော့ကျွန်မတည်ထားမယ်အခုငါးလေးထည့်ပြီးကျွန်မနေလိုက်တယ်အခုမီးလေးဖွင့်ပြီးတော့တည်လိုက်ပါမယ်ရေလေးတွေကျွန်မဆွတ်လိုက်ပါပြီနော်ပြီးတော့အဲ့ဒါလေးကျွန်မစူအောင်တည်ထားမယ်ခုဆိုရင်ချင်းရိုးလေးကပွက်လာတဲ့ချိန်မှာကျွန်မမကြီးတိမဲ့လေးထည့်လိုက်တော့မယ်နော်ကြီးတိမဲ့ပါဒီမဲ့ထည့်လို့ရှိရင်အဖက်တွေကိုကျမနှမျောတဲ့တော့ကြောင့်မလို့အကုန်လုံးထည့်ပဲเนาะအကုန်လုံးကိုအားလုံးကိုရေသားစင်အောင်ဆေးပြီးတော့ရေနွေးလေးနဲ့စိန်ထားပြီးတော့အဖက်တွေအစားကျမထည့်ရရှင်ကျမလှုပ်မပြစ်ချင်တော့ဖတ်အစားခုဆိုရင်ကျမရဲ့ငါးချင်ဟင်းလေးကပွက်ဆိုပြီးတော့ကြက်နေပါပြီเนาะအခုကျမနည်းနည်းလေးအုပ်ပြီးတော့ပြီးပြလိုက်ပါတော့မယ်အရသာမြည်ကြည့်တော့လေပေါ့ငံလုံးဝမလိုပါဘူးအရန်အောင်မှကောင်းပြီးတော့စီလေးမပါတဲ့အာဟာရပြည့်ဝတဲ့ကျမကြီးနဲ့မျိုးတဲ့ဟင်းတစ်ခွက်ရရှိပါပြီနော်ကဲအခုတော့ကျမရဲ့ငါးတောက်ဆန်းချင်းဟင်းလေးရပါပြီနော်အရန်ဟိုမှာဟင်းမဲမှထပ်မလို့လောက်အောင်ကောင်းမွန်တဲ့ကျမကြီးနဲ့ညညွတ်တဲ့ငါးတောက်ဆန်းလေးပါရှင်ကျေးဇူးတင်ပါတယ်